နေရောင်ခြည်ရဲ့အပူချိန်ဟာတစမြင့်တက်လာပြီးလေထုထဲမှာပူပြင်းမှုကိုစတင်ခံစားလာရတဲ့အခါနွေရာသီကြီးရောက်ရှိလာပြီဆိုတာသိသာထင်ရှားပါတယ်။တည့်ရွက်လေးစိမ့်လန်းမှုရောနေလာကမြေပြင်ကအပူလိုင်းတွေတက်လာပြီးဒီကာလဟာမြန်မာနိုင်ငံရဲ့နွေရာသီရဲ့အမှတ်အသားတစ်ခုပါပဲ။ဧပြီလလိုချိန်မှာနေ့စဉ်ဘဝကိုဆက်လက်ဖြတ်သန်းနိုင်ဖို့စိတ်သက်ရောကိုယ်ကာယပါပြင်ဆင်ဖို့လိုအပ်လာတယ်လို့ဒီပူပြင်းတဲ့ရာသီဥတုကိုကြော်ဖြတ်ဖို့ရေထဲပြေဝအောင်ထိမ့်သိမ့်ဖို့လဲမမေ့လျော့တဲ့အခြေတစ်ခုဖြစ်လာပါတယ်။နွေရာသီဟာနေ့စဉ်ဘဝမှာပူချိန်တက်လာပြီးကျွန်တော်တို့ခန္ဓာကိုယ်အတွက်စိန်ခေါ်မှုတွေယူဆောင်လာတဲ့အချိန်ကာလတစ်ခုပဲဖြစ်ပါတယ်။ဒီလိုပူပြင်းတဲ့ရာသီဥတုမှာကျန်းမာရေးကိုထိန်းသိမ်းဖို့အတွက်ရေထဲပြေဝနေဖို့ကလည်းအရေးဆုံးအချက်တစ်ခုဖြစ်ပါတယ်။နွေရာသီနဲ့ရေဓာတ်ခန်းချောက်ခြင်းနွေရာသီမှာနေရောင်ခြည်ရဲ့အပူချိန်ကြောင့်ချွေးတွေထွက်လာပြီးခန္ဓာကိုယ်ကရေဓာတ်ကိုလင်းမြန်စွာဆုံးရှုံးတတ်ပါတယ်။ရေဓာတ်ခန်းချောက်မှုကပင်မနွမ်းနယ်ခြင်းခေါင်းမူခြင်းကြွတ်တက်ခြင်းပိုဆိုးလာရင်အပူဒဏ်ကြောင့်ဒလိလစ်မေမျောနိုင်တဲ့အန္တရာယ်တွေကိုလည်းပြစ်စင်နိုင်ပါတယ်။ဒါကြောင့်ဒီလိုချိန်တွေမဖြစ်ပေါ်စေဖို့ရေကိုလုံလောက်စွာတောက်သုံးဖို့လိုအပ်ပါတယ်။ရေဘယ်လောက်တောက်သုံးသင့်တယ်လဲ။ဆရာဝန်တွေရဲ့အကြံပြုချက်ရတော့လူတစ်ယောက်ကတစ်နေ့ကိုရေအနည်းဆုံး2လီတာကနေ3လီတာအထိတောက်သုံးသင့်ပါတယ်။ဒါပေမဲ့နွေရာသီလိုအပူချိန်မြင့်တဲ့အခါဒီပမာဏထက်ပိုပြီးတောက်သုံးဖို့လည်းလိုနိုင်ပါတယ်။အထူးသဖြင့်အပြင်မှာလှုပ်လို့ရသူတွေအားကစားသမားတွေဒါမှမဟုတ်ကျွေးထက်များတဲ့သူတွေအတွက်ရေတက်ပြေးဝနေဖို့ပိုအရေးကြီးပါတယ်။ရေတောက်တဲ့အခါမှာလည်းတစ်ခါတည်းအများကြီးတောက်မဲ့စားတစ်နေ့တာလုံးအနည်းငယ်စီမကြာခဏတောက်ပေးတာကပိုထိရောက်ပါတယ်။ရေတောက်ခြင်းရဲ့အကျိုးကျေးဇူးရေဟာခန္ဓာကိုယ်ရဲ့အပူချိန်ကိုထိန်းညှိပေးရုံတမကအစာချေစနစ်တွေးလည်ပတ်မှုတဲ့ကြောက်ကက်လှုပ်ဆောင်ချက်တွေကိုပါကောင်းမွန်စေပါတယ်။နွေရာသီမှာရေတက်ပြေးဝနေမယ်ဆိုရင်အသားရည်လည်းလက်ဆက်ပြီးအာယုံစူးစိုက်မှုလည်းပိုကောင်းလာပါတယ်။ဒါ့အပြင်ရေသက်ကိုဦးစားပေးတောက်တာကတကြားပါတဲ့အချိုရည်တွေထက်ကျန်းမာရေးကိုပိုပြီးအထောက်အကူဖြစ်စေပါတယ်။နွေရာသီမှာရေတက်ကိုထိန်းဖို့အတွက်ဆိုရင်ရေတောက်ရုံတည်းမကပါဘူး။နွေရာသီမှာရေတက်ကိုထိန်းသိမ်းမှုနည်းလမ်းချို့ကိုလည်းလိုက်နာနိုင်ပါတယ်။ဥပမာနေပူထဲမှာအချိန်ကြာကြီးမနေတာလေပင်လေထွက်ကောင်းတဲ့ဝက်စားတွေဝစ်စင်တာဒါမှမဟုတ်သခွားသည်ဖရဲသီးတို့လိုရေတက်များတဲ့အသီးနှံတွေစားသုံးတာမျိုးတွေလည်းလုပ်ပေးသင့်ပါတယ်ဒီလိုနည်းလမ်းတွေကရေတက်ခန်းချောင်းမှုကိုကာကွယ်ပေးနိုင်ပါတယ်သိပ္ပံပညာရှင်တွေရဲ့လေ့လာတွေ့ရှိချက်အရရေတက်ပြေဝနေသူတယောက်ဟာပင်ပန်းမှုတန်ကို30%ထိရှော့ချပေးနိုင်ပါတယ်ဒါ့အပြင်ရေတောက်တာကကယ်လိုရီလောင်ကျွမ်းမှုကိုလည်းနည်းငယ်မြင့်နေပေးနိုင်တာကြောင့်ကိုယ်လေးချိန်ထင်းကျင်သူတွေအတွက်လည်းအကျိုးရှိပါတယ်တိခန္ဓာကိုယ်မှာရေတက်ပြေဝမှုရှိမရှိဘယ်လိုသိနိုင်မလဲစီးရောင်ကိုကြည့်ရင်လွယ်ပါတယ်အဝါပက်ပလို့ဆိုရင်ရေတက်ပြည့်နေတယ်အဝါရင်းနေရင်တော့ရေထက်တော့ဖို့လိုနေပြီဆိုတာသတိထားပါညီကုန်းချုံအနေနဲ့ပြောရမယ်ဆိုရင်နွေရာသီရဲ့ပူပြင်းမှုကိုကြော်ဖြတ်ဖို့အတွက်ဆိုရင်ရေဟာကျွန်တော်တို့ရဲ့အကောင်းဆုံးမိတ်ဆွေတူပါပဲဒါကြောင့်ရေကိုလုံလောက်စွာတောက်သုံးပြီးကိုယ်ကျန်းမာရေးကိုဂရုစိုက်ဖို့မမေ့ကြပါနဲ့ရေတစ်ဖက်ကတင့်ကိုလန်းဆန်းစေရုံဒါမကနွေရာသီရဲ့စိန်ခေါ်မှုတွေကိုပါအောင်မြင်စွာရင်ဆိုင်နိုင်မှုအားဖြစ်ပေးမှာပါ